အိမ်ထဲကဘောမတွေဆဲနေရတာတဲ့အိမ်ထဲကဘောမတွေဗာလဲအလုံးပဲမင်္ဂလာပါကျွန်တော်တို့ဂျာနီဟာဆိုရင်တင်းတူတင်းကောက်တွေတက်ဆက်နေတာဖြစ်လို့ကျွန်တော်တို့ဂျာနီလေးကိုစပွိုင်းလေးလှုပ်ထားစီရပါတယ်ပါတယ်အိမ်ထဲမှာဘောမတွေဆဲနေရတာကြက်တီကိုမစီတော့တာအမရေးတဲ့ဆဲနေလဲအလကားပဲတဲ့ဘာအလကားပဲနေလဲနွားတကောင်ပဲနော်အိမ်ထဲမှာဘောမတွေဆဲနေရတာကြက်တီစီတယ်ဟေးတိလားအဲ့ဒီဘောမတွေအဲ့လိုမျိုးဆဲလိုက်မှပွင့်သွားမယ်နော်မဆဲလို့စိမပွင့်ဘူးโอเคအဲ့ဒီမအေလို့တွေကလူစကားပြောလို့စိလေနားမလဲဘူးနော်ဖြစ်ဖြစ်လေးနဲ့ရင်ချင်းနဲ့ပြောလို့စိသူတို့ရဲ့နားပေါက်တယ်မှာမပွင့်ဘူးနွားအဲ့ဒါနေသိဖို့โอเคနော်ဒါငါရဲ့အိမ်ငါဆဲလာတာ6နှစ်ရှိပြီအများကြီးဆဲလိုက်လို့ငါရဲ့ယောဂပါပြောက်သွားတယ်နော်ငါဆိုတဲ့ကောင်မလေးအတန်နဲ့ကျန်းလိုက်လို့စိအတန်နဲ့ကြော်လိုက်လို့စိငါအများပဲအတန်ဝင်တာဆိုရင်စကလုံးဆိုတာလုံးဝပြောမထွက်တော့တာဒါမဲ့ဒီခွေးမသားတွေကိုနေ့တန်းကြတိုင်းဆဲလိုက်လို့ငါရဲ့အတန်တစ်ခါမှမဝင်ဘူးနော်တစ်ခါမှမပြောက်သွားဘူးကွာဝင်ရင်နဲ့ဝင်မယ်ဒါမဲ့တစ်ခါမှပြောက်ဘူးအဲ့ဒါသိဖို့နော်တရားဟောလိုမျိုးနေထိုင်တော့ပြောမယ်အဲ့ဒီကောင်ပေါ့နော်နာမည်ကပဲကိုထုံးအောင်တဲ့ပြောမယ်မေအေလိုစစ်ပစတာဘောမတွေကိုရင်ချင်းနဲ့နေပြောကြည့်လိုက်လေနိပစပောက်တက်လို့လိုက်မယ်တကယ်ပဲနိပစပောက်တက်လို့လိုက်မှာရင်ချင်းနဲ့ပြောကြည့်လိုက်ထိုင်ပြီးတော့ကတော့လိုက်ငိုပြလိုက်သူတို့တနာအောင်ပြောလိုက်သူတို့တရားရောက်နေတရားဟောပြမလားနေ့ရက်ကောင်းပေါ်မှာတက်ပြီးတော့ခြီးပါမှာအဲ့ဒီမေအေလိုတွေသိလားဒါတော်လန်ရေးနော်တရားလာထိုင်တဲ့အရေးမဟုတ်ဘူးဒါတော်လန်ရေးခွေးတွေကိုမောင်းတဲ့အရေးအဲ့ဒါနေသိဖို့နွားရဲ့ဒီနွားလည်းငါဆုံးမတဲ့စကားတစ်ခါမှနားမထောင်ဘူးတင်တယ်ဒါပြီးတော့တရားတွေချပြနေတယ်နွားကဲ46ရောက်ထွက်လာခဲ့နွားတွေပဲနှကောင်စီသေးလေနော်ကိုလူမေလိုဘက်ကလူအဲ့ဒီလိုမျိုးအဲ့ခုနတော့ကိုမေကိုလူကအဲ့ဒါတကောင်နောက်တကောင်ကြတော့ဘောမစစ်စစ်ပေါ့သူကစိတ်ဓာတ်ဖြူစင်ပါမယ်ဖရားတရားဘာညာတလကအဲ့လိုမျိုးပြောတဲ့စကားလုံးတွေငါတော်တော်ယုံတယ်တချို့မှကြတော့လေအာရစီကိုဒီမျိုးပဲထားလိုက်တယ်မင်းအောင်လိုက်မကောင်းတာကိုဒီမျိုးပဲထားလိုက်ပြီးလို့စိကောင်းလာမှာပါတယ်ပြောရစီတယ်တွားပြီးတော့ဖြူမဆိုင်နဲ့တဲ့နေတော့ထောက်ပံ့ပေးတဲ့ငွေဆိုလဲလူသက်ကိုတတာတဲ့ဟာတနိုင်ငံလုံးကိုဘုံကျဲတပ်ဖြတ်တနိုင်ငံလုံးကိုဘုံကျဲမိဆိုတပ်ဖြတ်ပြည်သူလူထုအသက်မပြည့်တဲ့ကလေးလူကြီးဗိုက်ကြီးတဲ့အကောင်လုံးပဲကွာတပ်ဖြတ်နေတဲ့ကောင်ကလူကိုတဲ့လူလို့ခေါ်တယ်တဲ့ကြည်စမ်းအဲ့ဒီမအေလို့တွေကလူဖြစ်လို့ရှိရင်နိုင်ငံဘုံကျဲမလားပြည်သူကိုတပ်ဖြတ်မလားလူမဟုတ်လို့ပေါ့လူမဟုတ်လို့ငါတို့တွေကအဲ့ဒီခွေးတွေကိုတားရတာလေအဲ့ဒီမိတ်ဆက်ကောင်တွေတားရတာလေလူမဟုတ်လို့ငါတို့တွေကရောက်มาတဲ့မိတ်ဆက်ကောင်တွေဖြစ်နေလို့လေအာမလေးနေတို့ပြောရမယ်ဆိုရင်ဒီတို့ဒီဘောမထိတ်ယုံစရာကောင်းတဲ့သူကလေငါပြောမယ်နော်ဖရာတရားသမားမဘာတာဟုတ်လားဒီတို့ဘောမတော့ယုံစရာကောင်းပြီနော်ဘောမထိတ်ယုံစရာကောင်းတဲ့သူကဖရာတရားသမားသွားမလူနဲ့သွားမထဲနဲ့သွားမပတ်သက်နဲ့ဤစံဖို့နဲ့သွားမလူနဲ့အာကုတုံများတဲ့လူအသက်ကိုသားတယ်အဲ့တလိုမျိုးခွေးမသားတွေကဘောမထိတ်ယုံစရာကောင်းတယ်တကယ်ပဲသူတို့ကိုဖျားတရားတဲ့သူတို့သာတရားဖျားတရားစီလို့စီအဲ့ဒီမတရားမှုကိုသူတို့ခံကြည့်မလားရောက်တမကောင်တွေလူတမကောင်တွေတီတူကိုနှိမ့်ဆက်တာညှင်းပန်းတာလောက်တာကိုဖျားတရားတကယ်စီတဲ့သူကခံကြည့်မလားဟမ်တနိုင်ငံလုံးကိုလိုက်ပြီးဘုံကျဲတပ်ဖြတ်ပဒိန်ကြီးရက်ဆက်ရောက်မှာကောက်ကြည့်ထောင်ချဒါနဲ့လီမီနဲ့စိုးတလဲပင်းတွေဖြတ်ချန်စီယိုမှာအလောင်းပလဲဥကောင်းတွေကိုချိတ်ဖျားတရားစီတဲ့လူတွေကအဲ့လိုမျိုးကောင်တွေထိုင်ကြည့်မလားမင်းတို့တွေကတကက်ဖျားတရားသမားမဟုတ်လို့ပေါ့မင်းတို့တွေကမိစ္ဆာခွေးတွေမိစ္ဆာကောင်ခွေးတွေငါတို့ဘက်ကဖျားတရားအစစ်မှန်စီတဲ့အတွက်ကြောင့်ကိုချင်းစာတရားစာနာစိတ်စီအစစ်မှန်စီတဲ့အတွက်ကြောင့်စိတ်ဓာတ်တွေဖြူစင်တဲ့အတွက်ကြောင့်ရောက်มาတဲ့အရာတွေညစ်ပါတဲ့အရာတွေအောက်ဆန်ကြတဲ့အရာတွေငါတို့မကြိုက်ဘူးအဲ့ဒါငါတို့တွေကစင်ထုတ်နေတာတန့်စင်နေတာစင်ထုတ်ရတယ်တန့်စင်နေတယ်အမြင့်ဖြတ်ရတယ်နော်လာမလုံနဲ့နော်လူစိတ်မရှိတဲ့အဲ့ဒီရောက်တမကောင်မိစ္ဆာကောင်တွေကိုလွတ်ထားလိုက်တဲ့ကောင်းလာမယ်တဲ့မြန်မာပြည်မှာနေတို့ဖျားတွေစိခိုးတာနေတို့ဆုတောင်းတာတို့ဖျားတရားသမားတွေကအဲ့ဒီပညာပြည်လဲမြန်မာပြည်မှာအနည်းပညာစီးပြီလေတို့စစ်တောင်းမမိုးရဲ့အဖွားဆိုရင်မနဲ့3နာရီထားပြီးတော့ဆုတောင်းတာ9ရက်သားသမီးမေးကင်းပါစေရန်ကင်းပါစေအန်ဒီအမြင်များနဲ့ကင်းဝေးပါစေ
ကောင်းတဲ့သူရဲ့သားသမီးကကောင်းသားတယ်ပဲမကောင်းတဲ့သူရဲ့သားသမီးကသူဘလောက်ပဲဆူတောင်းလမ်းမယူတဲ့သူရဲ့သားသမီးတွေစီတယ်မဝေးရအမျိုးတွေမှာပဲလမ်းမယူတဲ့အမျိုးတွေစီတယ်လမ်းမယူတဲ့အမျိုးတွေကကိုယ့်ရဲ့အဖေမင်းရဲ့ငွေပြန်တော့ခိုးထီတွေထိုးလောင်းသားတော့ကစားပတ်စံကောင်သားလို့စင်အဖေမင်းရဲ့ဆွေကိုပြန်တော့ခိုးပြီးတော့ရောင်းစားအဲ့ဒါလမ်းမယူတဲ့သူရဲ့သားသမီးတွေသူရဲ့အမျိုးတွေစီတာပဲဘလောက်ပဲဆူတောင်းပေးသားသမီးတွေကောင်းပါစေလိမ့်ပါစေဘလောက်ပဲဆူတောင်းပေးရောက်มาတဲ့သူကရောက်มาသွားတာပဲအဲ့ဒါကိုသူတို့ကိုကောင်းမှုမကျင်းလို့စင်သူတို့ကိုထိမိမိနဲ့အရေးမယူလို့စင်သူတို့စောက်ကြည့်မကောင်းလာဘူးနော်လူရောက်มาဆိုတာလေပြီးတို့သူတို့တွေကရောက်มาတယ်သူတို့လို့စင်လေလူဝိုင်းပြီးတော့ဝေဖန်ရမယ်ဝိုင်းပြီးတော့စောင်းမရမယ်အဲ့ဒါမှဘသူနဲ့မှသူတို့ဘသူအပေါ်မှာမှသူတို့တွေကရောက်มาလို့မရတော့ဘူးနောက်ဆိုရင်ပေါ့နော်ဒါပေမဲ့လူတယောက်ကအားငယ်ပြီးတော့အားကြီးတဲ့လူတယောက်ကအားငယ်တဲ့လူကိုရောက်มาပြတယ်ရိုက်နေတယ်နှိပ်စက်တယ်ဒါပေမဲ့လူအများအပြည့်ဒီမျိုးပဲဝိုင်းပြီးတော့ကြည့်နေလို့စင်အဲ့ဒီလူရောက်มาလေဘယ်ပွဲမဆို तू အမြဲတမ်းပဲပွဲစားမယ် तू အမြဲတမ်းပဲရန်စားမယ်ဘာကြောင့်ဆိုတော့ तू ရောက်มาတိုင်းမှာဘယ်သူမှ तू မတားဘူးကွာ तू ရောက်มาတိုင်းမှာဘယ်သူမှ तू အရေးမယူဘူး तू ရောက်มาတိုင်းမှာဘယ်သူမှ तू မဝေဖန်တဲ့အတွက်ကြောင့်အဲကြောင့်ကြာတော့အာနာလာတယ်ပို့ပြီးတော့ကောက်ကြည့်လာတယ်တွေ့သမျှလူအလုံးကိုရန်စားတယ်တားမယ်ဖြတ်မှာပေါ့နော်အဲ့ဒါဘာကြောင့်အဲ့လိုမျိုးလူကဖြစ်သွားတာလဲဆိုတော့တွေ့ तू ရောက်มาတော့ကိုတွေ့တဲ့လူအများအပြည့်သူ့ကိုမထိုင်လို့မဆုံးမလို့အဲကြောင့်အော်ငါရောက်มาတိုင်းမှာဘယ်သူမှငါမထိုင်ဘူးလူတွေကငါ့ကိုအားလုံးကြောက်ကြတယ်ဆိုတော့ तू ကအဲ့လိုမျိုးသူ့ကို तू ယုံကြည်ပြီးတော့ तू ကဆက်ပြီးတော့ရောက်มาတာအမှန်တကယ်ဆိုရင်ဘယ်နေရာမဆိုအားငယ်တဲ့လူတယောက်ကအားကြီးတဲ့လူတယောက်ကသူ့အနိုင်ကျင်းလို့ရှိရင်ဘေးနားမှာနေတဲ့သူကတချို့မှဆိုရင်ဖုန်းလေးယူပြီးတော့ဝိုင်းပြီးတော့တပ်ပုံရိုက်တယ်အမှန်တကယ်ဆိုရင်သွားရလက်ဒီလူရောက်มาတကဘာဖြစ်လို့ငါတို့ထိုင်လို့မရတာလဲဘာဖြစ်လို့ငါတို့ဝိုင်းပြီးတော့စောင်းမလို့မရတာလဲနော်အဲ့တော့လူရောက်มาကိုတွေ့တိုင်းမှာလေအလကားထိုင်မကျင်းနဲ့သူ့ကိုစောင်းမပေးရမယ်နောက်ဆိုရင်နေဒီလိုမျိုးရောက်มาလို့ရှိရင်ဘယ်တီသူမှလက်မခံဘူးဘယ်သူမှလက်မခံဘူးနော်သူ့ကိုပေးသေးရမှာလူတွေအများအဖြစ်တူကိုကောင်းဆိုင်နေကြည့်ပဲသွားမတားနဲ့သွားမထိုင်နေတော့ဆိုတော့နေပါသွားမယ်အဲ့လိုမျိုးပေါ့နော်နေပါဒုက္ခရောက်သွားမယ်အဲ့လိုမျိုးတွေစီနေတယ်အဲ့လိုမျိုးစီတဲ့လူရောက်มาဆိုတာပို့ဘူးတော့များလာတယ်ခလေးတွေလည်းအတူယူလာတယ်အဲ့ဒီမာဖီယာကောင်အဲ့ဒီအကျန်းဖက်ကောင်ကိုခလေးတွေအတူယူလာတယ်ခလေးတွေကြီးလာတော့သူ့လိုမျိုးအကျန်းဖက်လောက်တယ်များလာတဲ့အချိန်မှာအာနာစင်ဖြစ်သွားရောအာနာယူခဲ့တဲ့နိုင်ငံလုံးဖြစ်စီသွားရောအဲ့တော့အာနာစင်ဆိုတာနည်းနည်းစီလို့စီနည်းနည်းထိုင်ပေးရတယ်နည်းနည်းစီလို့စီနည်းနည်းဆင်ပေးရတာအကြာကြီးတိုင်းထားလို့ရှိရင်အာနာတွေအများကြီးပဲကြီးလာပြီးတော့တန်နိုင်ငံလုံးကိုဖျက်ဆီးတာအဲကြောင့်ကိုမိသားစုကကိုယ့်ရဲ့ခလေးလားကိုယ့်ရဲ့မိလားကိုယ့်ရဲ့ခင်မရလားကိုယ့်ရဲ့ဘယ်တော့မှမဆိုတော့အာနာယူလို့ရှိရင်အလကားထိုင်မကျင်းနဲ့ရတဲ့နည်းနဲ့ဆုံးမပါပြောတင်တာကိုပြောပါထိုင်တင်တာကိုထိုင်ပါရိုက်တင်တာကိုရိုက်ပါအဲ့ဒါအားပေးတယ်တကယ်ပဲပြီးတော့မထိုင်လို့ရှိရင်လေတမိသားစုလုံးဒုက္ခရောက်မှာနော်မကဘူးကြာလာလို့ရှိရင်အဲ့ဒီတမိသားစုကနေတနိုင်ငံလုံးဒုက္ခရောက်မှာတမျိုးသားလုံးဒုက္ခရောက်မှာအဲ့ဒါအာနာစင်ဆိုတာအဲ့လိုမျိုးစပြီးတော့ဖြစ်တာနော်လူတွေရဲ့စိတ်ဓာတ်အဲ့ကြောင့်ခလေးတွေကိုစာသင်ပေးပါစာတအောင်အတိတရားစီအောင်နော်တချို့မှဆိုရင်ဘယ်လိုခွာမလဲစာမသင်ရတဲ့တချို့ကလေးတွေကြတော့လူရောက်မှနေလိန်လို့ရတယ်မကောင်းတဲ့လမ်းကိုစောက်တဲ့အချိန်မှာရောက်မှပြအဲ့ကြောင့်လူရောက်မှနေစီတဲ့အချိန်မှာလေသူတော်ကောင်းတွေကထိမိနဲ့အရေးယူရမှာအခုကြတော့အာနာစင်တွေအောက်ချောက်နေတဲ့အချိန်မှာကရင်ပြည်နယ်မှာဆိုရင်လည်းမွေးစွာပြည့်ဘယ်သူမှမထိုင်ဘူးဘယ်သူမှမဖန်ဘူးသူတို့ပဲဖွင့်သူတို့ပဲလက်နဲ့ကင်သူတို့ပဲစီဝဲလောက်ဘယ်ပြည်သူမှပြောလို့မရဘူးအခု PDF တွေပေါ်လာပြီကွာ PDF တွေပေါ်လာပြီပြည်သူကာကွယ်ရေးတပ်တော် PDF တွေပေါ်လာပြီသူတို့လောက်ပြီးတဲ့ပြည်သူကစီလုံးရမယ်ညီညွတ်ရမယ်လေစီလုံးညီညွတ်နဲ့ထိမိနဲ့ထောက်ပံ့ပေးရမယ်တိုက်ပေးတဲ့သူလည်းစီပြီးကာကွယ်ပေးတဲ့သူလည်းစီပြီးအခုကပြည်သူကပြောနေတယ်တချို့မှာပေါ့နော်ဒီတောင်လာရေး6နှစ်ဒီ9နှစ်6နှစ်အတွင်းကတိုက်ပေးတဲ့သူကလက်နဲ့မချသေးဘူးထောက်ပံ့ပေးရတဲ့သူကဟိုနားနေပြီတချို့မှာဒီတော်လန်ရငါတို့ပြည်သူတွေဘလောက်ကန်ကောင်းလဲမျိုးသိလားအရင်တော့ကတော်လန်ရေးတွေကတိုင်းသားလက်နဲ့ကန်နေပဲတိုက်လိုက်လို့ရှိရင်တို့ရဲ့နေမြေမှာပဲတနိုင်ငံလုံးတို့မတိုက်ပေးဘူးအခု PDF ကနေရတိုင်းမှာဝင်တိုက်ပေးတယ် PDF တွေလည်းစိလာပြီး PDF တော့မှအဆုံးမပေးဘူး PDF တွေနေ့တညက်တိုင်းတိုက်နေတာတချို့နေရာမှာဆိုရင်ရန်သူတက်လာတဲ့ချိန်မှာအယောက်600လားအယောက်900လားအင်အား1000လား PDF တွေအားရပါရစော်ချင်တာကြီးစံမရှိလို့စိဘာနဲ့စော်မလဲကြီးစံဆိုတာပြည်သူထောက်ပံ့မှရမယ်လေငါပြောလိုက်လို့ရှိရင်တချို့ဘောမတွေကနားခါလို့ထွက်သွားကုန်ပြီအမှန်တရားပြောလိုက်စီလေနားမောင်ကြည့်ဘူးတချို့မှာစမပြည့်တဲ့အရာတွေကြတော့သွားပြီးတော့ကြေးနေကြတယ်အခုပြောနေတာညီတို့အားလုံးကြုံပွားနေလို့မြတ်ဖို့အတွက်ငါအတွက်မဟုတ်ငါအေးစေးပဲဒီတော်လန်ရနိုင်မလားမနိုင်ဘူးလား
ငါအတွက်ဘာမှဖြစ်သွားဘူးနော်ဒီတော်လိုက်နိုင်သွားလို့စရင်အားလုံးကကောင်းစားမှာဒီတော်လိုက်ရတာကြဆုံသွားလို့စရင်အားလုံးကခွေးဖြစ်မှာနော်သူများနိုင်ငံမှာလည်းတစ်သက်လုံးနေလို့ရမယ်မထင်နဲ့နော်အနာဂတ်ဆိုတာဘာမှမသိချာဘူးဘာမှဘူးမသိဘူးဥပဒေဆိုတာနော်အခိုင်မာဆုံးကို့အတွက်အခိုင်မာဆုံးတော့ကိုယ့်ရဲ့နိုင်ငံကောင်းလာဖို့လိုတယ်ကိုယ့်ရဲ့နိုင်ငံကောင်းလာပြီဆိုရင်ဘာမှပူစရာမလိုတော့ဘူးဘသူကကို့မောင်းထုတ်မလဲဘာတွေဖြစ်မလဲအနာကကိုဘာမှကြောက်စရာမလိုဘူးကို့အိမ်မှာကိုအေးအေးဆေးပြန်တော့နေအခုသူများနိုင်ငံမှာတမျိုးဖြစ်လို့စင်မြန်မာပြည်မှာပြန်သွားလို့စင်ခွေးစားပဲဖြစ်သွားမှာပေါ့ထင်တာလားအရင်တော့လိုမျိုးမိသားစုနဲ့ကောင်းမှုပြန်နေလို့ရမယ်ဆိုတာအကောင်လုံးခွေးစားဖြစ်မှာ4 ယောက်ပဲဖိတ်ခေါ်တာမထွက်လာဘူး4 ယောက်ပဲအဲ့ဒီ4 ယောက်တော့မဘီကပစ္စည်းကိုကတော့သူပြန်လာလူပေးလို့မမွားစတူထည့်ပေးလိုက်တာနော်ရောင်းရတဲ့တော်နိုင်ပစ္စည်းဒီနေ့လည်းပိုင်းမှာဘဲအိတ်တွေပြီးတော့အင်ကြီးတွေပေါ့အကုန်လုံးပဲတချို့မှဆိုရင်အားတယ် comedy ကိုချက်ကြည့်တယ်မရေးကြဘူးတော်မပြောတဲ့ campaign လားတော်လန်ရေးလားလူတစ်ဖွဲ့တည်းနဲ့လူတစ်ယောက်တည်းနဲ့လှုပ်လို့မရဘူးမနိုင်ဘူး